လေးနဲ့ပဲထပ်ပြီးတော့တိုးပြီး smile ပြုံးကြီးနဲ့ပဲ Nate လုံးပြစ်ထည့်ပေးထားလိုက်ခဲ့တဲ့နောက်မှာတော့ဒီ Nate Zukiyo မပြန်ပြီးတော့မှ knock down ဖြစ်သွားစေခဲ့နဲ့ပဲ TTQ 3ယောက်လုံး3ကန်ပုံစံကြီးကားကြီးနဲ့တိုးလာတယ် smile နောက်ဘက်ကနေပြုံးလေးနဲ့ပဲ Nate တောက်လျှောက်ပြစ်ထည့်ပေးနေခဲ့နဲ့ပဲဘေးဘက်ချမ်းမှာတိုးတက်လာတဲ့ maybe တယောက်ကိုပါပြစ်ချပေးတယ် C Cloud နောက်မှာ gas ကိုပါအဆုံးသက်ပေးပြီးတဲ့အပြင် maybe ပါပျောက်ဆုံးသွားခဲ့တယ်လို့ TTQ သတင်းလုံးလဲ wipe out တော့ဖြစ်သွားခဲ့ပြီ YG 4K နဲ့ fully live ဆုံးဆက်နော်ကိုအမှတ်ကိုအောက်ကအသင်းနေနေလေးခွာထားနိုင်မယ်ဆိုရင်တော့ပို့ပြီးတော့ကောင်းမယ်အဲကြရင် smash through ကိုတသိန်းနဲ့လွတ်လွတ်ကျွတ်တွေသိရမလားအဲ့လိုမျိုးလေးနဲ့ ဆော့နိုင်မယ်ဒါပေမဲ့လည်းနဲလီကိုခက်တော့ခက်ခဲလိမ့်မယ် sing ဆိုဘာလို့ကလည်းတကယ်ကိုအကောင်းဆုံးတိုးနေရဖြစ်တဲ့အပြင်အော်1တို့214ခွဲထားခဲ့တဲ့ပုံစံမျိုး YG အရင်တိနေခဲ့တာမျိုးတော့မဟုတ်ဘူးဘေးဘက်အချမ်းနေရနေမှာ open နေမြင်နေခဲ့ရနောက်မှာ C Cloud တို့တော့တဲဒီမှာ Michi ကိုအသေးအံပြစ်ခွဲပေးနေခဲ့မယ်လေ Michi ကိုအကောင်းဆုံး ပါပြောက်သွားပြီပြန်လည်းပြစ်ချပေးထားခဲ့တဲ့ကြီးချက်တွေကြားထဲမှာတော့ကျွန်တော်တို့ Michi မပြုံးနိုင်မင်းနဲ့ပဲအကောင်းဆုံးဆုံးသက်သွားခဲ့ဆို Spine ကတော့ပြုံးလေးနဲ့ 1K ဒီနောက်မှာတယောက်တည်းပဲကျန်တော့မယ်။ဆုံးကလည်း stage 5ဖြစ်နေခဲ့တဲ့အကြောင်းတော်တော်လေးလေးတွေ့မြင်ရတဲ့အတိုင်းပဲနာနေခဲ့တဲ့အခြေအနေဖြစ်နေခဲ့နော်နေခဲ့တဲ့ Nathan ဆေးဖို့တော့ကလည်းမလွယ်လာဘူး Chip အနေနဲ့ကလည်း cover မပြန်ပြီးရယူထားခဲ့ KH နဲ့ Beijing ကရဲ့ရှင်ပြီးတိုးနေခဲ့ရပြီ Smile ပြက်ကပေးမှုတွေအော်မစားနေပြီ Joji KH ဘနော်သွားပြီ YG so man တယောက်3 hour ဇက်ပဲ Smile နေနဲ့ C Cloud တို့တော့ကလည်းထဲမမီခိုးမကနော်နေခဲ့တဲ့ Ocean player တွေဘက်ကမှလမ်းပြီးပြက်ကပြီး K တွေပဲကောက်ထားရေးစုံနေပါတော့ဒီဘက်မှာလေChip နော်စာတင်ပြီးကိုရောင်တွေဘက်ကပါပြေးရွှေ့လာခဲ့တယ်ရှေ့ဘက်ကထောက်ထားတဲ့ damage တွေရှေ့ဘက်ကကြည့်နေခဲ့တဲ့ SGBG တွေအတွက်ကလည်း 10 မီ high ground တွေဘက်ကနေ Chip နော်ပါဖြတ်ချထားခဲ့တဲ့ရင်းနေတော့ Thinking 9KT မပိုင်ဆိုင်ထားခဲ့တဲ့ကျွန်တော်တို့ YG ရန်ကုန် Gladiators 10 မီ Ocean တွေနဲ့ကလည်း Sing စီ Max စီဒီဘက်က YG တို့ရဲ့ Y မွန်ထောက်ပေးချက်တွေအောက်မှာတော့ဆုံးသက်ခံထားခဲ့ရပြီလေဖြစ်ပါတယ်ခင်ဗျာတောက်လျှောက်တဖြည်းဖြည်းနဲ့6သင်းပဲကျန်တော့တယ်မြန်မာ3သင်းကျန်နေသေးတဲ့ပထမဦးဆုံးသောအဖွင့်ပွဲလေးကိုဘယ်လိုမျိုးအကောင်းဆုံးလေးအဆုံးသတ်ပေးအောင်မလဲနော်ညီကိုတို့အကောင်းဆုံးပဲကြားထဲမှာအားပေးရအောင်မယ် BG fully live GOA တယောက်ကျန်သေးရနော်အမှန်ကန်စူးစမ်းရုန်းကန်ပြီးတော့ဒီ ranking point လေးယူကြမယ်နော်အဲ့တော့ကြားထဲမှာလဲတိုးလာမယ်အသင်းတွေထဲမှာ Max 3ယောက်တောင်ကျန်နေသေးရ Sing 2ယောက်လောက်ပဲကျန်မယ်နော်SG တွေ3ယောက်လောက်ထိကိုကြန့်ရှိနေအောင်မဲ့ပုံစံမျိုးတွေနဲ့ပွဲစဉ်ကတော့တဖြည်းဖြည်းနဲ့တော့နည်းလေးကိုခက်ခဲလာနေခဲ့ပြီ BG ရှိနေခဲ့တဲ့ back channel တွေကနေမှာအောက်ဘက်မှာ SG တွေဘက်ကိုတော့ကျွန်တော်တို့ grenade တွေစတင်ပစ်ချပေးနေခဲ့ပြီး Ichi ဘေးရဲ့အချမ်းမှာ Eman Minor 2ယောက်ပြေးထွက်လာပြန် back တွေအကုန်လုံး Godspeed တို့3ယောက်လုံးဝိုင်းရမထောက်ထားပေးနေတုံးမယ်ဒါမှမဟုတ်ဂုံအောက်ဘက်အချမ်းလေးတွေကျွန်တော်ဒီဘက်ကြောက်တုံးလေးတွေကို cover ယူပြီးတော့မှစုံတွေကိုပြန်တိုးလာဖို့ကြိုးစားတယ်နေနောက်လျှောက်ပြစ်တင်ပေးတယ်ရောက်စတင်ပြီးတော့မှ BG နော်ပိုတော့ကို Godspeed Chang တွေများနေပေမဲ့လည်းဒီချိန်မှာ Ichi ရဲ့ Nate လုံးကြားထဲမှာကြော်သွားခဲ့မယ်လေ short ကွေးနေတော့ Nate ထိနေတုံးမင်းဘေးဘက်အချမ်းမှာ Jared တယောက်ကိုပါမာနဲ့နေနဲ့တော့ပြီးတော့ Smile တခါလေးပဲပြစ်ချပေးထားခဲ့ပြီနောက်မှလည်း Minor တို့ပါပျောက်သွားခဲ့ပြီ YG BG နှစ်သင်းကတော့ကြားထဲမှာချန်နေခဲ့တဲ့SC တသင်းလုံးမဖြတ်ချပေးလာခဲ့ဆိုသူတို့နှစ်သင်းထိတဲ့ရင်ဆိုင်မှုတွေထမှဖြစ်ပွားနေခဲ့နဲ့ပဲ Ichi တယောက်ကိုတော့မာနဲ့ဘေးမချမ်းမနော့ပေးထားခဲ့နဲ့နေတွေတောက်လျှောက်ပစ်ထုတ်ပြီးတော့တိုးလာနေတလုံးကတော့နောက်တယောက်နိုမထက်တော့ Godspeed ရှိနေခဲ့တဲ့ကြောက်တုံးနောက်ကိုတော့တဲ့ပဲ၄ယောက်လုံးထပ်ပြီးတော့တိုးလာနေခဲ့တယ်လို့ Ichi တော့အမှန်ကန်ရအောင်ဆိုတော့ကယ်ပေးနေတုံးမင်းဖြစ်နိုင်ပါအောင်မလား3ယောက်လုံးတိုးလာတယ်4ယောက်လုံးတိုးလာတယ် Godspeed မှာထပ်ပြီးတော့ပြုတ်ကြတယ်မာနဲ့သွေးတစ်စက်နဲ့တော့ healing stage တွေတောက်လျှောက်အသုံးပြုအောင်ပုံစံမျိုးနဲ့မှရှိနေသေးတယ်လို့ BG 1 man live တော့ journey on match back you မာနဲ့ကိုပြစ်ချပြီးတခါလေးပါအပါခေါ်တယ် what a play by Max တွေဇုံလဲထပ်မှန်ပြီးရရှိထားခဲ့တယ်လို့တောက်လျှောက်ထပ်တိုးလာအောင်မယ်ကျွန်တော်1 man survive ဖြစ်နေခဲ့တဲ့လေရက်ခအိမ်သေးလေးဘက်ကိုပြေးဝင်သွားတယ်ဂျားထဲမှာလဲ GOA 1 man live KS နောက်မရှိသေးတာတော့ဒီတဲ့ရက်ခအနေနဲ့ Nelly ချိန်မိအောင်မလား Max နဲ့ Sing စင်နဲ့တော့ထိတ်တွေ့ရမယ်ပုံစံမျိုးတွေဖြစ်သွားခဲ့ဆို Corona Not ဒီဘက်မှာ Sins back ကလည်းခူးတော့ပြန်တော့နေသေးတယ် ranking အကောင်ဆုံးရအောင်ကဲဖို့တော့အသေးအံကြိုးစားနေခဲ့တယ်လို့ U အနေနဲ့ YG ခုနတွေကကြိုပြီးတော့သူ့အနေနဲ့ရန်စထားခဲ့ရဖြစ်တဲ့အတွက်ကြောင့်မလို့တိတ်တော့လွယ်မှာမဟုတ် KS ကလည်းလေရက်ခအောင်သုံးသက်ပေးတယ် YG ကလည်း Max ရှိတဲ့ဘက်ကိုအသေးအံဝင်တိုးနေရ YG တောက်လျှောက်မာနဲ့ပေးလိုက်ရတဲ့နောက်မှာဗတ်တွေကိုတော့အမှန်ကန်အုံတိုင်းကျဲတို့
ထောက်ချောက်ဆိုင်ပေးနေခဲ့သူယူသွေးဆက်လေးနဲ့ရှိနေခဲ့တာတော့ Smile ဂျားထဲမှာပြတ်ချပေးထားခဲ့သလို YG နောက်မကျန်နေခဲ့တဲ့ GOA Last Man Standing မှာ winner chicken dinner by Yangon Gladiators Final Grand Final Day 1 Match 1ကိုတော့အပွင့်ပွဲလေးမှာ YG အကောင်းဆုံးသိမ်းပိုက်သွားခဲ့ရင်းနဲ့ပဲပွဲစဉ်လေးကိုတော့